အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပေါ့နော်ကျမရဲ့ဒီစာဖတ်တဲ့သူတွေကျမ vlog တွေကိုကြည်ရကအမျိုးသမီးလေးတွေများတာဖြစ်တဲ့အတွက်ဒီညီမလေးတွေအမတွေအတွက်ကျမစကားလက်ဆောင်လေးတစ်ခုပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျမရဲ့ခေါင်းစဉ်လေးတိုင်းပေါ့နော်လူတစ်ယောက်ကအကြောင်းပြချက်တွေများနေလို့ရှိရင်သူကပြင်းသွားတတ်တယ်ပြင်းသွားတဲ့အခါမှာအဲ့ဒီပြင်းတာတွေများသွားတဲ့အခါမှာကိုယ့်ရုပ်ကိုယ်သွေးကျလာတတ်တယ်ကိုယ့်ရုပ်ကိုယ်သွေးကျလာတဲ့အမျိုးသမီးတစ်ယောက်ကမပျော်ရွှင်ရဘူးမပျော်ရွှင်လို့ရှိရင်အပူတော့ကတွေဒီမပျော်ဘူးဆိုတာနဲ့တပြိုင်နက်တည်းမှာသူကပါလဲဆိုတော့အပူတော့ကတွေကခန္ဓာကိုယ်တွေကိုရောက်လာတယ်အဲ့တော့အဲ့အပူတော့ကတွေရောက်လာပြီခန္ဓာကိုယ်ထဲမှာအပူဓာတ်တွေအမိုင်းဓာတ်တွေရှိနေရင်ရုပ်ရဲ့အကြည်ဓာတ်တွေကလည်းတဖြည်းဖြည်းနဲ့ဆုံးရှုံးလာတယ်အဲ့ဒီခါကျတော့လူကရုပ်ရဲ့အကြည်ဓာတ်ဆုံးရှုံးတယ်ဆိုတာကရုပ်ဆိုးတာကိုပြောတာမဟုတ်ဘူးเนาะအဲ့တော့ဖြူတာမဲတာပိန်တာဝတာကိုပြောတာမဟုတ်ဘူးဝနေတာပဲဖြစ်ဖြစ်ဖြူနေတာပဲဖြစ်ဖြစ်ညိုနေတာပဲဖြစ်ဖြစ်အကြည်ဓာတ်ရုံမှာရှိနေတဲ့အကြည်ဓာတ်ဆိုတာကမြင်လိုက်လို့ရှိရင်စိတ်မှာအေးချမ်းတာဒီလူနဲ့ပတ်သက်ပြီးတော့ကိုယ်မှာရှိနေတဲ့အေးချမ်းမှုကတခြားသူတွေကိုပါမြင်ရတွေ့ရပြောရဆိုရဆက်ဆံတဲ့သူတွေကိုပါကူးဆက်စေရဒါကိုကျမတို့ကရုပ်ရဲ့အကြည်ဓာတ်လို့ခေါ်တော့အဝတ်အကောင်းစားတွေဝတ်ထားမှ skin care တွေအရန်ပေါ့နော်မျက်နှာကိုလုံးဝ glow ပြီးချောမွတ်နေအောင်လုပ်ထားမှဒီလိုမျိုးကိုပြောတာမဟုတ်ဘူးသူကတင်းတင်းမြတ်တာတဲ့ပုံစံကလေးနဲ့တာမန်အနေထားလေးမှာတော့မှစိတ်နှလုံးအေးချမ်းနေစရာလူဆိုတာအနာစာရှိရပဲကျမတို့ဘလို့လူပဲဖြစ်ဖြစ်ကျမမှာလည်းရှိတာပဲတန်ရာတွေအနာစာတွေလူတိုင်းမှာရှိတယ်မလှတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ကျမဆိုရှေ့သွားလေးတွေအရန်ကြီးရပေါ့နော်ရှေ့သွားကြီးအဲ့လိုမျိုးလေးတွေပေါ့လူကမလှတဲ့အပိုင်းရှိရလှတဲ့အပိုင်းရှိရလူတိုင်းမှာအားနေကြအားသာချက်ကိုစီရှိရအဲ့တော့ခုနကလည်းအပူတွေများနေတဲ့လူကတဖြည်းဖြည်းနဲ့လူဆိုတာကကိုမှန်ကြည့်ရင်သိတာပဲကိုရုပ်ဘလို့ဖြစ်နေလဲကိုရုပ်ကကြည်နေသလားနောက်နေသလားလို့ဆိုတော့ကိုသိရအဲ့တော့အဲ့ဒီကိုမြင်ရတဲ့ကိုပုံရိပ်ကကိုပြန်ပြီးတော့ဘာလဲဆိုတော့စိတ်ကိုပြန်ထင်ဟတ်တာပေါ့နော်အဲ့တော့ကိုမျက်နှာကနောက်ကြည့်နေတယ်မပြောရှင်ဘူးသူများရဲ့ကြဲကမှာသူများကပြောနေတယ်သူများကြည်နေတယ်ဆိုကိုစိတ်ထိခိုက်လာတယ်စိတ်ထိခိုက်တာတွေဖြစ်တယ်အချို့ကြတော့သူတစ်ပါးပေါ်မှာမနာလို့စိတ်တွေနဲ့ကိုပြုပြင်ဖို့ထက်သူတစ်ပါးရဲ့ကြည်လင်မှုဘာကြောင့်သူဒီလိုမျိုးပြောရှင်နေရလဲကြည်လင်နေရလဲကိုမစင်စားနိုင်တော့ဘဲနဲ့ကိုယ့်ရဲ့မပြောရှင်မှုမကြည်လင်မှုတွေပေါ်မှာပဲဒေါမနတာတွေပွားပြီးတော့စိတ်တက်ကြတာတွေသူများကမလို့မုန်းတာဖြစ်တာတွေအဲ့ဒီအပူဆင်းလာဒီလိုတွေဖြစ်တာပေါ့အဲ့တော့အဲ့လိုဖြစ်လာရင်ဘဝရဲ့ပြဿနာတွေကပို့ပြီးတော့ရှုပ်ထွေးလာတတ်တယ်နော်အဲ့တော့ပြောချင်တာကကိုမပြင်းအောင်နေဖို့ကအဓိကမှန်နိုင်မယ်အဲ့တော့စာဖတ်တာပဲဖြစ်ဖြစ်စာရေးတာပဲဖြစ်ဖြစ်ကြောင်းတက်နေတဲ့ကြောင်းသူပဲဖြစ်ဖြစ်အလုပ်လုပ်နေတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်တခြားအချိန်တွေမှာလူက relax လုပ်တယ်ဆိုတာကအဲ့ဆိုလို့ရှိရင်ခန္ဓာကိုယ်ယူမအောင်ထားနေလို့ရှိရင်ဘာမှနားချိန်ရမှာလဲလို့တချို့ကပြောကောင်းပြောလိမ့်မယ်အဲ့လိုမျိုးပြောတာမဟုတ်ဘူးเนาะခန္ဓာကိုယ်က relax လုပ်တယ်ဆိုတာအိတ်ဆက်ချိန်မှာအေးရေးဘဝအိတ်တာခန္ဓာကိုယ်တ relax ပဲပြီးလို့ရှိရင်ကိုယ်သဘောကျတဲ့စာအုပ်လေးတအုပ်ဖတ်နေတာကလည်းခန္ဓာကိုယ်တ relax ပဲကိုပျော်ရွှင်တဲ့flower teas လေးတွေတောက်တာမျိုးရေနွေးလေးတွေတောက်တယ်ကိုပျော်ရွှင်တဲ့မုတ်ကလေးတွေစားတာမျိုးဒါကလည်းခန္ဓာကိုယ်တ relax ပဲနောက်ဆုံးပကြီးဆွဲတယ်ကိုပြောတယ်ချီထိုးတယ်ကိုပြောတယ်ဒါတွေကအကုန်လုံးကို relax ပဲယောဂဆော့တာပါမယ်ကျမဆိုတာအခုယောဂဆော့ပြီးတော့ပေါ့နော်နားတဲ့အချိန်လေးဒါပြီးသွားတဲ့အချိန်လေးမှာကျမဒီ vlog လေးကိုရိုက်တယ်အဲ့တော့ကျမဒီ gym ဆော့တယ်ယောဂဆော့တယ်ထိုက်ချီကစားတယ်ပြောရမယ်ဆိုရင်ကျမရဲ့ခန္ဓာကိုယ်အလိုက်ပေါ့နော်ကျမဒီ trainer တွေနားတဲ့နေ့တွေမှာဆိုလို့ရှိရင်ကျမသူအလှည့်ကြလေးကျမလုပ်တယ်ဘာလို့လဲဆိုတော့ကျမရဲ့အသက်ရှူလေးခြင်းကလုပ်တယ်ကျမအထိုင်များတဲ့သူဖြစ်တယ်ကျမမှာအလုပ်တွေများတယ်ကျမအလုပ်ကအုံနောက်ကိုသုံးပြီးတော့လုပ်ရတဲ့သူဖြစ်တဲ့အတွက်အချိန်တိုင်းစဉ်းစားနေရတဲ့အတွက် stress တွေကကျမမှာလည်းပုံစံတစ်မျိုးနဲ့ပြီးရတော့ခန္ဓာကိုယ်ကြီးကိုအသုံးချပြီးခန္ဓာကိုယ်ရဲ့အင်အားကြီးသုံးဆွဲပြီးတော့ထမ်းပိုးနေရမှာပင်ပန်းတာမဟုတ်ဘူးဒါကသူပင်ပန်းမှုဆိုတာသူပုံစံနဲ့သူ value နဲ့သူရှိတယ်အဲ့ဒီခါကျတော့လူတွေကဟိုမှာရုံးမြင်ကဏ္ဍမှာအလုပ်လုပ်တယ်ဆိုလဲရုံးမှာအလုပ်လုပ်တဲ့လူတွေမှာလည်းရုံးမှာလုပ်လို့ဟဲ့ तू ကတော့ aircon အောက်လေးမှာမဟုတ်ဘူးเนาะအဲ့လိုလူတွေမှာလည်း stress ရှိတယ်အဲ့ဒါကိုမိသားစုကနားလဲပေးရမယ်အဲ့တော့तू ကတော့ရုံးတက်နေရတာပဲညီတို့ဘာဖြစ်မလုပ်ရလို့လဲလို့ပြောစရာမလိုရုံးမှာလည်းရုံး stress ဆိုတာအရန်ပင်ပန်းတာသူများတွေနဲ့เนาะတူပြီးတော့လုပ်တယ်လို့ရဆိုတကယ် stress များတယ်ပါဆိုတော့ကျမလည်းရုံးဝန်ထမ်းလုပ်ခဲ့ပြီးတဲ့အတွက်အဲ့လိုပဲကိုကာယထမ်းဖို့နေတဲ့လူတွေမှာလည်းကိုကားထမ်းဖို့တဲ့အလျာပေါ့နော်ကိုလည်းနာကျင်ကြိုက်ခဲတာတွေဒီခန္ဓာရဲ့ပင်ပန်းမှုတွေရှိတယ်အဲ့တော့အဓိကကတော့ကိုယ့်ရဲ့စိတ်အကြည်တက်ကလေးရနေဖို့ဆိုကိုမပြင်းဖို့နဲ့ကိုလုံနိုင်တဲ့ဟာလေးကိုပျော်ရွှင်မဲ့အရာလေးကိုရှာဖွေပြီးတော့လုပ်နေဖို့နဲ့သူတစ်ပါးကအဲ့လိုလုပ်နေရဆိုလဲအဲ့ဒီပုံမှာကိုက collaboration လုပ်ပြီးတော့ပူးပေါင်းတာပဲဖြစ်ဖြစ်သူတစ်ပါးပုံမှာချစ်ပေးတာမူတည်တာထားပေးတာပဲဖြစ်ဖြစ်လုပ်နိုင်တယ်လို့မလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းဒီຢာလေးပုံမှာကိုကစိတ်အကြည်တက်လေးနဲ့ပဲလက်ခံနားလေပေးဖို့လိုတယ်ငါမလုပ်နိုင်တဲ့သူများလုပ်နေလို့အပိုးလုပ်တယ်လို့မြင်နေဆိုရင်အဲ့ဒီဟာကသူ့တစ်ဖက်သားမှာမဖြစ်ဘူးမြင်လိုက်တဲ့ကိုမှပဲအဲ့အပူလေးကိုကယူသလိုဖြစ်ပြီးတော့ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ပျောက်ဆုံးလာတတ်တာ
နော်အဲ့တော့မကောင်းတာတွေပြောရဲဆိုရဲလုပ်တယ် blame နဲ့စသဖြင့်ဒီအရာတွေအကုန်လုံးကတကယ်တော့သူများတော့သွားထိတာမဟုတ်ကိုစိတ်ထင်တာသူများပြောလိုက်သူများထိရဲလို့ထင်တာတကယ်အဲ့လိုမျိုးမဟုတ်အဲ့အရာတွေအကုန်လုံးကသူတို့ကထိတာမထိတာနောက်ကိစ္စကိုစီကထွက်လိုက်တဲ့အပူတွေတော့ကတွေဒီအရာတွေအကုန်လုံးကိုအရင်လာထိပြီးတော့ကိုမှစိတ်ရောကိုပါညှို့ချုံရတယ်ဒါလေးကိုပြောချင်ပါတယ်ရှင်အဲ့တော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဒီချမ်းစားပြီးတော့ကိုမှစိတ်မှာပြင်းနေရလေးရှိလို့ရှိရင်အဲ့အပြင်းစိတ်ကလေးကိုဖယ်ပြီးတော့ကိုလှုပ်ချင်တဲ့အရာလေးတွေပေါ့နော်ဒီခါလေးကြာရင်လည်းကျွန်မနဲ့လာပြီးတော့ပြောလို့ရပါတယ် comment မှာအဓိက comment မှာပေါ့နော်ကျွန်မတော့ Facebook page ကိုဒီ page CV ကိုမကင်တဲ့အတွက် comment မှာဆိုရင်ကျွန်မနဲ့အပြန်အလှန်ပြောလို့ရပါတယ်စိတ်ပြောတဲ့အရာလေးတွေဝါသနာပါတဲ့အရာလေးတွေလုပ်ရင်းနဲ့စိတ်အကြည်တက်လေးတွဲပြီးတော့ရပါစေရှင်ကျေးဇူးအများကြီးတင်ပါတယ် bye bye